အန်နီမီတကားကြီးတဲ့အခါတော်တော်များများက main character တွေနေတာကိုပဲကြည့်ရင်ကြတာပါဒါပေမဲ့လောကကြီးရဲ့အကြောင်းကိုပိုနားလည်လာတဲ့အခါမှာတော့ villain တွေရဲ့ခံစားချက်တွေကိုကိုချင်းစာလာမိတတ်ပါတယ်သူတို့တွေကအကြောင်းပြချက်မရှိပဲတက်တက်မဲ့ရန်ကားနေတာမျိုးမဟုတ်ပဲပြည့်ပြည့်စုံတဲ့ကဘာတစ်ခုကိုဖန်တီးခြင်းနဲ့ရည်ရွယ်ချက်တွေရှိနေလို့ပါဒါကြောင့်ဒီနေ့ဗီဒီယိုမှာတော့သူတို့ရဲ့လုပ်ရက်တွေကကျန်တဲ့ပေမဲ့သူတို့ဘက်ကကြည့်ရင်တကယ်ပဲမှားနေလားဆိုတာကျွန်တော်နဲ့အတူဆွေးနွေးကြည့်ရအောင် channel လေးကိုလည်း like and subscribe လုပ်ပေးဖို့မမေ့ကြပါနဲ့ဦးနော်ဒါဆိုရင်ဗီဒီယိုလေးကိုစလိုက်ရအောင်ပထမဆုံးအနေနဲ့ဒန်နောက်အန်နီမီတွေကလိုက်ရကမိအကြောင်းကိုပြပြချင်ပါတယ်ဒီကားထဲမှာ MC ကိုယ်တိုင်က villain ဖြစ်နေတာပါကျွန်တော်လက်တွေ့ဘဝမှာငွေနဲ့အာဏာရာရှိရင်ဥပဒေကိုလည်သားပြီးလွတ်မြောက်သွားတဲ့ရာဇဝတ်ကောင်တွေကိုတွေ့ဝကြမှာပါထောင်ကထွက်လာပြီးအပြစ်မရှိတဲ့ပြည်သူတွေကိုထပ်ပြီးတော့ခပေးနေတဲ့သူတွေအများကြီးရှိပါတယ်လိုက်ကအဲ့ဒီလိုပုတ်ပွားနေတဲ့စနစ်ကြီးကိုညှင်းငွေလာတာပါဒါကြောင့်တရားဥပဒေကထိရောက်စွာအပြစ်မပေးနိုင်တဲ့သူတွေကိုဒန်နောက်ဆိုတဲ့စာအုပ်ကိုသုံးပြီးသူ့လက်နဲ့ကိုယ်တိုင်ရှင်းပြဖို့ဆုံးဖြတ်ခဲ့တာပါသူ့ရဲ့လုပ်ရက်တွေကလူတက်မှုဆိုတာကိုသူကိုယ်တိုင်လည်းသိပါတယ်ဒါပေမဲ့ကဘာကြီးတက်တင်သွားဖို့အတွက်ဒီလိုကြောက်စရာကောင်းတဲ့အပြစ်ကြီးကိုသူကိုယ်တိုင်ကျွလွန်မယ်ဆိုပြီးစတေးခဲ့တာပါတကယ်လက်တွေ့မှာလည်းသူ့ရဲ့စီရင်မှုကြောင့်ကဘာပေါ်မှာရာဇဝတ်မှုကျွလွန်တဲ့နှုန်းက80%လောက်ထိထိုးကျသွားခဲ့တာပါစစ်ပွဲတွေရပ်တန့်သွားတယ်ညဘက်တရက်ထက်လမ်းလျှောက်ရင်တော့အနေရကင်းတဲ့အနေအထားထိဖြစ်သွားခဲ့တာပါအပြေကင်းတဲ့တာမန်ပြည်သူတွေတော့ကတော့ခီရာဆိုတာဖျားတခင်လိုဖြစ်နေခဲ့တာပါအယ်တိုလိုဆောင်လောက်တွေနဲ့ရဲတွေဘက်ကကြည့်ရင်တော့သူဟာလူသက်သမားတက်ပါပဲတကယ်လို့ဒါမိသားစုဝင်တရားရောက်ကိုဒုက္ခပေးသွားတဲ့ရာဇဝတ်ကောင်ကအေးအေးဆေးဆေးလွတ်မြောက်သွားတယ်ဆိုရင်အဲ့ဒီလူကိုခီရာကတေတံပေးလိုက်တဲ့အခါကျွန်တော်တို့ယင်ထဲမှာကျေးဇူးတင်မိမှာကတော့အသေးကြပဲနောက်ပိုင်းမှာတော့သူ့ကိုဖမ်းမဲ့ဆောင်လောက်တွေကိုပါလိုက်တဲ့ရင်ကိုဖျားတခင်လို့ထင်မှတ်လာတဲ့မာနတွေဝင်လာလို့ဒါသူ့ရဲ့သသိန်းကမလှပခဲ့တာပါရာဇဝတ်ကောင်နဲ့မရှိတော့ပဲငင်းငင်းတဲ့ကဘာကြီးတိဆောက်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့သူဖန်တီးပေးခဲ့တဲ့ရလဒ်တွေကိုကြည့်မယ်ဆိုရင်တော့သူ့ရဲ့လုပ်ရက်ကတကယ်ပဲမားနေလားဆိုတာအခုချိန်ဒီပရိသတ်တွေကြားမှာအငင်းပွားနေရသေးဖြစ်ပါတယ်ကျွန်တော်ကတော့လိုက်ရကမီလုပ်ရက်ကမှန်တယ်လို့ထင်တဲ့ဘက်မှာရှိပါတယ်ဒုတိယမြောက်ဆက်ကောင်အနေနဲ့ကတော့ My Hero Academia Anime က Hero Killer လို့နာမည်ကြီးတဲ့ statement ဖြစ်ပါတယ်မြင်တဲ့အတိုင်းပဲသူ့ရဲ့ပုံစံကတကယ်ကိုသူ့ဆနေတဲ့လူသက်ကောင်ကြီးပါဒါပေမဲ့သူ့ရဲ့ရည်ရွယ်ချက်ကိုတေချာနားလည်သွားတဲ့အခါမှာတော့ပရိသတ်တော်တော်များများကသူ့ကိုမမုန်းနိုင်ကြတော့ပါဘူးMy Hero Academia ရဲ့ကဘာကြီးမှာ Hero ဆိုတာပြည်သူတွေကိုကယ်တင်တဲ့မုံမြတ်တဲ့အလုပ်တစ်ခုဆိုတာထက်အစိုးရစီကလာတာယူပြီးနာမည်ကြီးအောင်လုပ်တဲ့အလုပ်ကိုင်တစ်ခုလိုဖြစ်နေခဲ့တာပါ Hero တော်တော်များများကလူတွေကိုကယ်တင်ခြင်းနဲ့စိတ်ထက် TV မှာပါဖို့သူတို့ရဲ့အင်ဂျီတွေရောင်းရဖို့နဲ့ ranking တရားမှာအဆင့်သင့်ရဖို့ကိုပဲပိုပြီးဦးစားပေးလာကြတာပါတကယ်တော့ Stain ဟာအရင်က Hero ကျောင်းသားတစ်ယောက်ဖြစ်ခဲ့ဦးပါတယ်ဒါပေမဲ့ကျောင်းမှာတင်ပေးနေတာတွေကလူတွေကိုဘလို့ကယ်တင်ပေးရမလဲဆိုတာတွေထက်ဘလို့နာမည်ကြီးအောင်လုပ်ရမလဲဆိုတာတွေတင်ပေးနေလို့ကျောင်းထွက်ခဲ့တာပါအစာပိုင်းမှာသူကလမ်းမမှာရပ်ပြီးဟီးယိုတွေရဲ့အတူရောင်လုပ်ရက်တွေကိုငင်းငင်းရက်နဲ့ဟောပြောခဲ့ပါသေးတယ်ဒါပေမဲ့ဘယ်သူမှနားမထောင်ခဲ့ကြပါဘူးအဲ့ဒါကြောင့်နောက်ဆုံးမှာအကျဉ်းနှံနီလန့်ကိုရွေးချယ်ခဲ့တာပါသူ့ရဲ့အမြင်မှာစစ်မှန်တဲ့ဟီးယိုဆိုတာအော်မိုက်လိုမျိုးအသက်ကိုပါပေးရတဲ့သူမျိုးမှသာဟီးယိုဆိုတဲ့နာမည်နဲ့ထိုက်တန်တယ်လို့ယုံကြည်ထားတာပါငွေကြေးနဲ့နာမည်ကျော်ကြားမှုကိုမှတ်ပြီးဟီးယိုလှုပ်ရှားတဲ့အတူရောင်တွေကိုတော့ပြပြတတ်ရှင်းလင်းပြဖို့ဆုံးဖြတ်ခဲ့တာပါကျွန်တော်တို့လက်တွေ့ဘဝမှာလည်းကင်မရာရှေ့မှာပဲဟန်ဆောင်ပြီးအလူတန်းလုပ်ပြတဲ့သူတွေကိုမြင်ရင်ရွှေရှာမိကြတယ်မဟုတ်လားစတိတ်ခံစားရတာကအဲ့ဒီခံစားချက်မျိုးပါသူ့ရဲ့လူသက်တဲ့နီလန်တွေကလုံးဝမှားယွင်းနေရဆိုပေမဲ့သူထောက်ပြသွားတဲ့ဟီးယိုစနစ်ကြီးရဲ့အကြီးတန်းမှုကတော့ညှင်းလို့မရအောင်မှန်ကန်နေခဲ့ပါတယ်သူအဖမ်းခံရပြီးတဲ့နောက်ပိုင်းမှာဟီးယိုတွေတော်တော်များများကငါတကယ်ရောဟီးယိုစစ်စစ်ဟုတ်ရဲ့လားဆိုပြီးသူတို့ကိုသူတို့ပြန်မေးခွန်းထောက်ရတဲ့အထိဖြစ်သွားခဲ့တာပါဒါကြောင့်စတိန်ရလို့ရသူကရက်ဆက်ပေမဲ့သူပေးချင်တဲ့ message နဲ့သူမြင်နေတဲ့အမှန်တရားကတော့လုံးဝကိုမှားယွင်းနေခဲ့ပါဘူးစတိန်ရလို့ရက်ကလည်းမှန်တယ်မမှန်မှုဆိုတာကျွန်တော်နဲ့အတူ comment မှာဆွေးနွေးခဲ့လို့ရပါတယ် Don't you get it? I was the one who was supposed to kill you. Come on. Don't mess around. တတရားမြောက်အနေနဲ့ကတော့ villain saga တွေကအမျော်မြင်ရှိသောလူချမ်းကြီး Achilles ပဲဖြစ်ပါတယ်ဇလန်းဆမှာတဲ့ MC ရဲ့အဖေကိုမတရားတဲ့နီလန်နဲ့တက်ဖြတ်ခဲ့တာကြောင့်ကျွန်တော်တို့အားလုံးတေးလောက်အောင်မုန်းနေခဲ့ကြတာပါဒါပေမဲ့ဇလန်းကိုအဆုံးနဲ့ကြည့်ပြီးသွားတဲ့အခါမှာတော့ဒီလူချမ်းကြီးဟာဘလောက်တောင်လေးစားဖို့ကောင်းပြီးသူလုပ်ခဲ့တာတွေကတကယ်ပဲမှန်နေခဲ့တာလားဆိုတာကိုကျွန်တော်တို့ဒီပြန်သွင်းမိလာပါတယ်အစကလက်ဟာသူကိုယ်တိုင်ဥဆောင်နေတဲ့ Viking ဓမြအုပ်စုကြီးကိုယွန်ရှာမုန်းနေတဲ့သူပါသူဟာဝေလမင်းသမီးတယောက်နဲ့ Viking သူရေကောင်းတယောက်တို့ကမွေးလာတဲ့ကလေးပါငငယ်လေးကလေးကကျွန်တယောက်လိုနှိမ့်ဆက်ခံခဲ့ရပြီးအဖေဖြစ်သူကိုကိုယ်တိုင်ပြတ်သက်ခဲ့ရတဲ့အထိကျန်တဲ့အသိတွေရှိခဲ့ပါတယ်သူဘဝရဲ့တခုတည်းတော့ရည်မှန်းချက်ကသူ့အမေရဲ့နိုင်ငံဖြစ်တဲ့ဝေးကို Viking တွေရန်ကနေကာကွယ်ပေးဖို့ပါပဲအဲ့ဒီလိုကာကွယ်နိုင်မှုအတွက်သူဟာသူမုန်းတဲ့ Viking တွေထဲမှာခေါင်းဆောင်တယောက်ဖြစ်လာအောင်လုပ်ခဲ့ပါတယ်ဇလန်းဆောင်မှာသူဟာမင်းနာကာနုကိုဘရင်တယောက်ဖြစ်လာအောင်ပြုစုထောင်ခဲ့တာပါမင်းနာတမန်လာသေးဖို့အတွက်သူကိုယ်တိုင်ကပဲလူစိုးကြီးတယောက်လွှတ်ဟန်ဆောင်ပြီးအမုန်းတရားတွေကိုလက်ခံခဲ့တာပါနောက်ဆုံးမှာတော့သူ့နိုင်ငံကိုကာကွယ်ဖို့နဲ့မင်းနာကိုပလင်မော်တင်ပေးဖို့အတွက်သူ့ရဲ့ဂုဏ်နှိတ်ခါသူ့ရဲ့လူယုံတွေနဲ့သူ့ရဲ့အသက်ကိုပါစတေးသွားခဲ့တာပါကျွန်တော်တစ်ချက်လောက်သူကြည့်လိုက်ရအောင်တစ်ဖြတ်မှုတွေပြည့်နေတဲ့ခေတ်ကြီးထဲမှာငင်းငင်းကြီးဆိုတာစကလုံးလှလှလေးတွေပြောနေရုံနဲ့မရနိုင်ပါဘူး
အခက်လက်ဟာငញ្ញန်းကြီးအတွက်လက်တွေ့ကျကျနဲ့သွေးစွမဲ့အလုပ်တွေကိုသူကိုယ်တိုင်လုပ်ခဲ့တာပါအဆုံးမှာတော့သူဟာကဘာကြီးတွေလိုအပ်နေတဲ့ necessary evil တယောက်ဖြစ်နေခဲ့တာပါသူ့ရဲ့နီလန်တွေကကျန်တဲ့ပေမဲ့သူ့ရဲ့ရည်ရွယ်ချက်ကတော့သူတို့နေထိုင်တဲ့ကဘာကြီးကိုနီလန်မျိုးမျိုးနဲ့ကင်သွားခဲ့တာပဲဖြစ်ပါတယ်အဲ့ဒါကြောင့်မို့လို့သူ့ရဲ့လုပ်ရက်တွေကမှန်တယ်မမှန်မှုဆိုတာ comment မှာဆွေးနွေးခဲ့လို့ရပါတယ်ဒါဆိုရင်ဒီနေ့ video လေးကတော့ဒီလောက်ပါပဲအခု video လေးကလည်းကျွန်တော်မအားလက်တဲ့ကြားကနေလုပ်ပေးတာမို့အမှားပါခဲ့လို့ရှိရင်နားလည်ပေးကြဖို့မျှော်လင့်ပါတယ်ဒါပေမဲ့မကြခင်ဒီထက်ပိုကောင်းတဲ့ content တွေနဲ့ပြန်လာခဲ့ပါမယ် channel လေးကိုလည်း like and subscribe လုပ်ပေးဖို့မမေ့ကြပါနဲ့ဦးနော်ကျွန်တော်နာမည်ကတော့ Yojo ပါကဲဒါဆိုရင်မီနာဆာအာရီဂါတိုဂိုဇိုင်မတ်